အားလုံးပဲမင်္ဂလာပါဗျာဒီနေ့2026ခုနှစ်ဧပြီလ19ရက်တနင်္ဂနွေနေ့မနက်ခင်းလေးမှာမိုးလေဝသသတင်းတွေကိုတင်ဆက်ပေးဖို့ကျွန်တော်ရောက်ရှိနေပါပြီမိုးစလကနေဒီကနေ့မနက်9နာရီမှာထုတ်ပြန်လိုက်တဲ့နောက်ဆုံးရမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်ခင်ဗျာကဲအားလုံးသိချင်နေကြတဲ့ဒီကနေ့မိုးရွာနိုင်ခြင်းအခြေအနေကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ဗျာဘင်္ဂလားပင်လယ်အော်မှာတိမ်အထစ်ထိထွန်းနေပါတယ်အခုချိန်မှာမိုးတိမ်တောင်တွေဟာမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ခင်ဗျာဒီနေရာတွေမှာတော့မိုးသက်လေပြင်းတွေမိုးချိန်တာလျှက်စီးလက်တာနဲ့မိုးတိကျွေတာမျိုးတွေအထိဖြစ်နိုင်တာမို့လို့တတိထားကြဖို့ပြောချင်ပါတယ်ယနေ့ညနေအထိခံမှန်းချက်အရစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာနေရာကွက်ကြားမိုးရွာနိုင်ပြီးကြံလက်ဒီဗာတွေမှာတော့တိမ်အထစ်ကနေတားရနိုင်ပါလေဗျာရန်ကုန်မန္တလေးနေပြည်တော်နဲ့အနီးတစ်ဝိုက်မှာတော့တိမ်အထစ်ချစ်ထုံးနိုင်ပါတယ်။နောက်ထပ်သတိထားရမှာကတော့အပူချိန်ပါဗျာ။အချက်လက်တွေအရာအပူချိန်တွေကတဖြည်းဖြည်းမြင့်တက်လာနေပါတယ်။နောက်နေ့ရက်အတွင်းမှာမန္တလေးတိုင်းစကိုင်းတိုင်းနဲ့အောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေ့အပူချိန်တွေဟာတိတိသားသားအနှဲငယ်တိုးလာနိုင်ပါတယ်။အထူးသဖြင့်နေခင်းပါတူမှာအပူတန်းကိုပိုပြီးသတိထားဖို့လိုအပ်ပါတယ်ဗျာ။ကမ်းရိုးတိုင်းနဲ့ပင်လယ်ပြင်အခြေအနေလေးကိုလည်းနားထောင်ကြည့်ရအောင်ဗျာ။မြမကန်ယူတန်ကရှောင်းနဲ့ပင်လယ်လုံးပင်လယ်ပြင်တွေမှာတော့လိုင်းအနှဲငယ်ကနေအသင့်ပဲရှိပါမယ်။လိုင်းအမြင့်ကတော့မြမကန်ယူတန်ကရှောင်းမှာ4ပေရာနေ6ပေခန့်အထိရှိနိုင်တယ်လို့သိရပါတယ်ခင်ဗျာ။ရေလုံငါးလောက်ကင်နေသူတွေအတွက်အနှဲငယ်စိတ်အေးရမယ့်အခြေအနေပါပဲ။ကဲဒီနေ့အတွက်မိုးလေဝသသတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲဗျာ။နေ့စဉ်မိုးလေဝသအခြေအနေတွေကိုအမြန်ဆုံးနဲ့အမှန်ကန်ဆုံးသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့ဦးနော်။နောက်နေ့ဒီမှာလည်းမိုးလေဝသသတင်းတွေနဲ့အတူတူပြန်လာခဲ့ပါမယ်အားလုံးပဲတားရတဲ့တနင်္ဂနွေနေ့လေးဖြစ်ပါစေဗျာ